ဒီမှာမင်းတို့တွေကတော့ဘယ်နဲ့လောက်မှမရှိုးလဲအောင်အလကားနဲ့မိလာရှိုးတယ်ဘာတော့လဲဘယ်သူတက်ကောင်းလို့လဲမိရှိုးအဲ့ဒီအိမ်ကကိုအိမ်လည်းမဟုတ်ဘူးကျွန်တော်တို့အိမ်လည်းမဟုတ်ဘူးလေမြို့သားအဖွဲ့ချုပ်အိမ်လည်းမဟုတ်ဘူး CNDF အိမ်လည်းမဟုတ်ဘူးပြည်သူတွေအိမ်ရှိုးတယ်ဘာထူးလို့လဲအဲ့ဒီလိုမျိုးပြည်သူတွေကိုဆက်စီအနိုင်ကျင့်ပြည်သူတွေအိမ်ကိုဖြိုချမြို့တွေကိုပျက်စီးအောင်လုပ်နေတဲ့မင်းအောင်နိုင်တက်ဆိုးရှေ့အောင်လို့ဒီအရာဝတ်ထားတဲ့သူတွေလုပ်ခဲ့တယ်မင်းတို့ထင်ပါပဲမင်းတို့လုပ်ခဲ့တာတွေကကောင်းလုပ်နေတယ်လို့ထင်ပါပဲဒါပေမဲ့မင်းတို့ရဲ့အထက်မှာရှိနေတဲ့ထိတ်ဆုံးမှာထိုင်နေတဲ့မင်းအောင်နိုင်အာဏာတက်ဆိုးရှေ့ဖို့အတွက်တကယ်အသုံးတော်ခံလို့ဖြစ်နေတာဆိုတော့ဒီအချိန်မှာတော့ပြန်ပြီးတော့မင်းတို့ဖြတ်စည်းလိုက်တဲ့ဟုတ်ဆိုတိုင်းပြီးတော့ခုလိုမျိုးရုံးတုံးကဖြစ်နေတာကမင်းတို့လူတွေကမင်းအောင်ဟန်ထောက်ကူပေးထားလို့မင်းတို့မှလည်းပြောစကားရှိပါပဲကျွန်တော်တို့မှမလုပ်သေးဘူးဆိုရင်သူကကျွန်တော်တို့ကိုပြင်မှာပေါ့ကျွန်တော်တို့ကိုတတ်မှာပေါ့ကျွန်တော်တို့ကိုထောင်ချမှာပေါ့ဆိုတော့စင်ချီစင်လက်တွေတော့ရှိမှာပါကျွန်တော်တို့မှလည်းရှိတာပဲကျွန်တော်တို့သူတို့မြောက်လိုက်စကားနားမထောင်လို့အဖြစ်ခံရတာပဲမြောက်လိုက်ရဲ့အုပ်ချုပ်မှုအောက်မှာမနေလို့ကျွန်တော်တို့အိမ်ကြီးရှုခံရတာပဲအခန်းနဲ့ခံရတာဒါပေမဲ့အခန်းခံနေချတဲ့ကောင်ကျွန်တော်တို့ကဆန့်နေကြတယ်အဲ့ဒါလို့ဆန့်ကျင်တဲ့သူတွေမရှိဘူးဆိုရင်ဒီကျုံဘဝဆုံးကြီးကဘယ်တော့မှလုံးမှာမဟုတ်ဘယ်တော့မှလည်းပြီးမှာမဟုတ်ဘူးအဲ့လိုမပြီးအောင်လို့ဆန့်ကျင်တဲ့လူတွေမဆန့်ကျင်ရအောင်လို့တေးသေးချာချာထောက်ပံ့ပေးလာတေးကြတယ်ချိုးတော့တစ်နှစ်ရှိတယ်ချိုးက၄နှစ်ရှိတယ်ချိုးတော့10နှစ်လောက်ရှိတယ်ဆိုတော့လောလောဆယ်မှာအဲ့ဒီလိုမျိုးပြည်သူတွေကိုမျိုးတို့ကစေတနာစိတ်နဲ့တော့မဟုတ်ဘူးပြည်သူတွေဒုက္ခရောက်ပါစေတော့ဟဲ့ဆိုတဲ့စိတ်နဲ့မဟုတ်ပေမဲ့ကာယကံတော့ကျူးလွန်ထားပြီဝစီကံနဲ့တော့မကျူးလွန်တာဖြစ်ကောင်းဖြစ်နိုင်တယ်အချို့ကတော့ဝစီကံကြကျကျူးလွန်တဲ့ကောင်လည်းရှိမှာပေါ့ဝစီ sorry မနောကံနဲ့တော့ sorry မနောကံနဲ့ကတော့မင်းတို့ဒီသူတွေကိုဒုက္ခရောက်ပါစေဟဲ့ဆိုပြီးတော့လုပ်တာမျိုးမဟုတ်ပေနဲ့မင်းတို့လက်တွေ့ကာယကံမြောက်ကျူးလွန်ထားတာတွေကပြည်သူတွေကိုဒုက္ခအတွင်းထဲနှစ်တစ်ထက်နဲ့အောင်လုပ်ခဲ့ကြတယ်အဲကြောင့်အခုချိန်မှာပြန်ပြီးတော့ပြန်ပေးဆက်ကြပါပြည်သူတွေကောင်းဖို့အတွက်ပြန်ပေးဆက်ကြပါပြည်သူတွေကောင်းဖို့ဆိုတာပါလေနံပါတ်1မင်းတို့တွေအတွက်ကတော့အဲစာကားစာကိုအကူအညီအထောက်ပံ့မလုပ်တော့တာကဒါနံပါတ်1ပဲထွက်ပြေးပြီးတော့ပြန်သွားဒါမှမဟုတ်ပြန်လွတ်လိုက်တဲ့ခါမှာတချို့ကစစ်သုံးပါးကနေပြန်လွတ်ပြီးတော့ဟိုတတ်ထဲပြန်ဝင်ရဲရဲပြန်ဝင်အဲ့လိုနံပါတ်1ကစားတော့တိုင်းဖြစ်ကနေလုံးဝရက်တလိုက်တာကနံပါတ်1နံပါတ်2ကအဲ့နံပါတ်1နဲ့လည်းပြီးသွားနိုင်တယ်နံပါတ်2ကအဲ့ဒါဖက်ကိုအဲ့ဒါတော့ရက်တသွားတာနော်ပြန်ပေးဆက်တာမဟုတ်ဘူးရက်တသွားတာနံပါတ်2ကကိုလုတ်ခဲ့ပူးတဲ့ဟာအတွက်ပြည်သူတွေရဲ့ကောင်းကျိုးအတွက်ဘာပြန်လုပ်ပေးနိုင်လဲမလို့စဉ်းစားကြည့်လေအခုဒီတက်ရင်းနေဥမာ268ရှိနေတဲ့ညကာလပတ်လို့ဖလားမျိုးနေမှာဘယ်တော့မှပြည်သူတွေလူချင်းနဲ့အစိုးရကဖလားမျိုးတွေထဲမှာရောက်မှာမဟုတ်ဘူးကလေးမျိုးဓာကဆမှုဓာကဆရှိနေတဲ့ညကာလပတ်လို့ကလေးမျိုးမှာပြည်သူတွေလူချင်းနဲ့ဒီမိုကရေစီစနစ်ကိုဖက်ဒရယ်စနစ်ကိုဘယ်တော့မှရောက်လာမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဓာကဆမှုကလည်းမြောက်နိုင်ပြောတဲ့စကားပဲနားထောင်ပြီးတော့မြောက်နိုင်မဆင့်မချင်းမြောက်နိုင်ကိုကာကွယ်ပေးနေပါလို့ဆိုတော့အဲ့ဒီလိုမျိုးမင်းတို့ကာကွယ်ခဲ့တဲ့ဟာကိုပြန်ဖြိုချတဲ့နေရာမှာပါဝင်ကူညီနိုင်တယ်ဆိုတော့ကောင်းတာဒါပေမဲ့အဲ့လိုပါဝင်ကူညီဖို့ဆိုတာကလည်းဒီအဖွဲ့အစည်းရဲ့ပါဝင်ကူညီရတဲ့အဖွဲ့အစည်းရဲ့ယုံကြည်မှုတည်ဆောက်ဖို့အချိန်ကာလတစ်ခုတော့လိုအပ်မှာဒါမှမဟုတ်ရှင်လေခုနကပြောသလိုပြည်သူအကျိုးပြုတွေအများကြီးလုပ်လို့ရပါတယ်ခင်ဗျားတို့ကြောင့်ပျက်စီးသွားတဲ့လမ်းတရားတွေခင်ဗျားတို့ကြောင့်ပျက်စီးသွားတဲ့အိမ်တွေတိုက်တာတွေခင်ဗျားတို့ကိုယ်တိုင်ကတော့တိုက်ရပြီးမရှိပေမဲ့ခင်ဗျားတို့အင်အားရှိတယ်လို့ခင်ဗျားတို့အင်အားကိုအားကိုးပြီးတော့မှရှုပ်လိုက်တဲ့အိမ်တွေကြောင့်ဖျက်ဆီးလိုက်တဲ့အရာတွေကြောင့်ပြန်ပြီးတော့ဒီဆောက်ရေးတွေတော့ပါဝင်လို့ရပါပြီကျွန်တော်တို့အာမခံပါဒီလူသားချင်းလူသားအဖွဲ့ချုပ်ကဘယ်တော့မှပြည်သူတွေကိုဒုက္ခရောက်တဲ့လမ်းစဉ်ဘယ်တော့မှမဖြစ်ဘူး